အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ဗီဒီယိုနဲ့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ဒါကျွန်တော်တို့သင်ပေါ်မှာစနေနေ့တိုင်းပြုလုပ်လို့ရှိရ Saturday routine အကြောင်းကိုကျွန်တော်ရိုက်ပြသွားမှာပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ဒါကျွန်တော်တို့ Saturday routine အနေနဲ့ကျွန်တော်တို့ဒီ special အနေနဲ့ကျွန်တော် Planet Jumper ကိုသွားစစ်မှာဖြစ်ပါတယ်ဒါတော့ဒီဆော့ကတ်ဖွင့်လာပဲဖြစ်ပါတယ်။ကျွန်တော်တို့ကဘေးကနေ Planet Jumper ကိုသွားမယ်ဆိုတော့ဟိုအပေါ်ထိသွားမှာနော်။ကျွန်တော်ဒီလိုသွားမှာနော်။နောက် engine ခက်တဲ့နေပါလေ။ Say hi. ဒီချက်မှာတော့ကျွန်တော်တို့ဒါ SCR Trail Control Unit တွေရှိပါတယ်ဒီစက်တွေရဲ့ SCR ပါပြီးတော့ကျွန်တော်တို့ဒါ AD Expansion Tank ရှိပါတယ်ကျွန်တော်တို့ဟိုပေါ်တီတာပါအဲ့ဒါဆက်ထပ်လိုက်ပါဦးမယ်ဒါတော့ generator တွေရဲ့ soup blower တွေရဲ့ generator တွေရဲ့ soup blower ပါဒီထက်မှာတော့ကျွန်တော်တို့ဘာမှထွေထွေထူးထူးအသိမရှိပါဘူးဒါ oil mist catcher နဲ့ fan room နဲ့ရှိပါမယ်အခုမြင်နေရတော့ဒါကျွန်တော်တို့ fan room နဲ့ဖြစ်ပါတယ်ကျွန်တော်တို့ fan room နဲ့မှာတော့ဒါကျွန်တော် engine ခန်းလေးကိုလေသွင်းပေးနေတဲ့ fan ကြီးနှစ်ခုရှိပါတယ်ကျွန်တော်တင်မောမှာ fan 5ခုရှိပြီးတော့ဒါကျွန်တော်ဒီဘက်အခန်းထဲမှာတော့ဒီ fan နှစ်ခုရှိတာဖြစ်ပါတယ်ဒီ fan room ကနေနောက်နှစ်ထပ်ကတော့ဒါ fan နဲ့ flat တွေရှိတဲ့ပထမဆုံးအထပ်ဖြစ်ပါတယ်ဒီ final flat တွေကဘာလဲဆိုတော့ engine casing မှာတက်ဆင်ထားတဲ့အရာတွေပေါ့နော်ဒီ flat တွေရှိတဲ့အတွက်ဒါ engine ခန်းမှာလေဝင်လေထွက်တွေကောင်းတယ်ဒါပေမဲ့ဒီ flat တွေကကျွန်တော်တို့ဒါ engine ခန်းမီးလောင်တဲ့အခါကျရင် fire control station ကနေလမ်းပိတ်လို့ရရမယ်အဲ့ဒီအတွက်ကျွန်တော်တို့က local မှာအပတ်စဉ်လာစားတာဖြစ်ပါတယ်ပိတ်မပိတ်ကိုဒါအခုကျွန်တော်မြင်နေရတော့ဒါ final flat တွေဆက်နေရဖြစ်ပါတယ်ကျွန်တော်တို့ဒါအခု final flag တွေဆင်းပြီးပါလို့ကျွန်တော်တို့ engine case ကနေအောက်ကိုဆင်းပြီးတော့ဒါ bound thruster ကိုသွားမှာဖြစ်ပါတယ်ဒါကျွန်တော်တို့သွားနေတဲ့လမ်းမှာဒါ reverse နဲ့ refine နဲ့ manage နဲ့တွေ့လို့ကျွန်တော်နှုတ်ဆက်လိုက်ပါသေးတယ် Hello, good morning. Yeah? What you doing on deck? This is my place. This is my empire. I see. Take John. John is very happy. ဒါဒီနေ့လေးကတော့ Super Saturday ဖြစ်ပါတယ် Super Sunday တော့မဟုတ်ပါဘူးအဲ့တော့ကောင်းဝင်ကချီမလင်းနေမှလှပါတယ်သွားနေသူတော့ဒါကျွန်တော်တို့ခု bound thruster တော့တောင်းဖြစ်ပါတယ်ကျွန်တော်တို့ကတက်လဲပါပါတယ် Hello Mr. Chong Hello. bound thruster တော့တောင်းမယ်ကျွန်တော်တို့ emergency fire ban မောင်းကြည့်မှာဖြစ်ပါတယ်
ဒါကတော့ကျွန်တော်တို့ရဲ့ Marine Station ပါတယ်တင်မောရဲ့အရှိဆုံး chance ဆိုလည်းဟုတ်ပါတယ်ဒါတော့ကျွန်တော်တို့ boundary restaurant နဲ့ဝင်ဖို့အတွက်ဒါအရင်ဆုံး supply fan ရင်မောင်းရပါတယ်ကျွန်တော်မောင်းပြီးတော့မှ boundary restaurant နဲ့ဆက်ပါကျွန်တော် boundary restaurant မှာ boundary restaurant ပြန် emergency fire pan လည်းရှိပါတယ်ဒါတော့တင်မောတိုင်းပုံမှန်ပါပဲဦးကျွန်တော်နောက်မှာမြင်နေရတော့ boundary restaurant ပဲဖြစ်ပါတယ် boundary restaurant တွေကတော့ဒါကျွန်တော်တို့တင်မောမှာနှလုံးရှိပါတယ်ဒါနောက်မှာပါအခုမြင်နေရတော့ဒါ emergency fire pan ဖြစ်ပါတယ် emergency fire pan ဆိုတော့ကျွန်တော်တင်မောမှာမီးလောင်တဲ့အခါတကယ်လို့ main fire pan တွေကအလုံးမလုပ်ခဲ့လို့ရှိရင်ဒါ emergency fire pan ကိုသုံးပြီးတော့မီးငြိမ်းတက်မှာဖြစ်ပါတယ်အဲ့ဒီအတွက်ဒီ emergency fire pan ကလိုအပ်တဲ့ pressure ကိုပေးနိုင်မပေးနိုင်အောင်ဆိုတာကိုကျွန်တော်တို့တင်မောမှာဒါအပတ်စဉ်ကျွန်တော်စမ်းသပ်တာဖြစ်ပါတယ်ဒါကကျွန်တော်တို့ emergency fire pan စစ်ဆေးပြီးတဲ့အခါကျွန်တော် live boat ကိုတောက်ပြီးစစ်ဆေးမှာဖြစ်ပါတယ်ကျွန်တော် live boat engine ကိုကျွန်တော်နှိုးကြည့်မယ် live boat engine ထဲမှာစီးတွေယိုနေလားမယိုနေလားဆိုတော့လေကျွန်တော်တို့စစ်ဆေးကြည့်မှာဖြစ်ပါတယ်အခုမြင်နေရတော့ဒါ emergency generator ပဲဖြစ်ပါတယ်ဒါကျွန်တော်တင်မောကအရန်မီးဆက်လည်းဖြစ်ပါတယ်တကယ်လို့ကျွန်တော်တင်မောကြီး blackout ဖြစ်ပြီးတော့မီးပြတ်သွားတဲ့အခါကျရင်ကျွန်တော်တို့တင်မောကဆက်အချို့ကိုဒီ emergency generator ကနေဆက်ပြီးတော့ power ပေးထားမှာပဲဖြစ်ပါတယ်ဒီ emergency generator ရဲ့ဒီ C10 ရဲ့ဒီဘားလေကျွန်တော်တို့အပြင်ကနေကျိုးနဲ့လှမ်းဆွဲပြီးတော့ပိတ်လို့ရတယ် quick closing အမျိုးအစားလည်းဖြစ်ရပါမယ်ဒါကျွန်တော်အခုရောက်နေရတော့ bike တက်ပါတယ်ဒါ bike တက်ဆိုတဲ့အတိုင်းပဲဒါကျွန်တော်တို့ဒီ bike တက်နေတဲ့မှာဒါ bike တွေထားမယ်ဒါမျိုး bike လိုက်ဒီ balance bike လိုက်ရှိတယ်ဒါ bike တက်ဖို့ခေါ်ပါတယ်ပြီးတော့ဒီ bike တက်မှာပေါ့နော်ဒီ bike တက်ရဲ့ဒီ Michelin level height sensor ရရှိတယ်အဲဒီ sensor ကိုကျွန်တော် bike တက် distance ကိုအားလုံးစစ်ဆေးရပါတယ်bike တက်ထဲမှာတော့ရင်တော့ဒါဒီလိုမျိုးပေါ့အထက်လေးတွေတော့ဒီလိုမျိုးခဏခုံကြောရဲဒါအရှိမလေးနေတဲ့အထက်မဟုတ်ဘူးအများကြီးရှိတယ်အဲ့ဒီအထက်တွေကိုဒီဖိုးတစ်ခုသွားပြီးတော့လိုက်ဒီ pipe တွေမှာယိုနေလားမယိုနေလားဆိုတော့လိုက်စစ်ဆေးရဖြစ်ပါတယ်အများဆုံးအဖြစ်တော့ဒါ balance pipe တွေတော့မရှိဘူးပါဘူးဒီယူပြီးယူထားရှိရတော့ဒီ F4 pipe တွေကတော့ဒါ inspection charge ရတဲ့ဆိုင်
လေးရှိပါတယ်။ဒါတော့ဒီ F4 inspection jet တွေယူနေတော့ဒါပြန်တိုက်ပြရမှာဖြစ်ပါတယ်။ဒီမှာဆိုတာနည်းနည်းလေးစယူနေအောင်တွေ့ရတယ်။ဘယ်ကယူလဲဆိုတော့ဒီနားလေးကနေယူတာကိုတွေ့ရမှာဖြစ်ပါတယ်။အဲ့ဒါကျွန်တော်တို့ inspection jet ကိုတိုင်မှာဖြစ်ပါတယ်။ကျွန်တော်တို့ပိုက်တဲ့ inspection ပြီးသွားရင်เนาะကျွန်တော်တို့အခု water analysis လုပ်မှာဖြစ်ပါတယ် water analysis ကိုတော့ကျွန်တော်တို့အခုမြင်နေရတယ် photometer နဲ့ကျွန်တော်တို့လုပ်မှာဖြစ်ပါတယ်အခုမြင်နေရတော့ဒါ pH meter ဖြစ်ပါတယ်ဒါကတော့ pH value နဲ့ conductivity value ကိုဖော်ပြပေးတဲ့အရာတစ်ခုဖြစ်ပါတယ်ဒါတွေကတော့ဒါ photometer ရဲ့ဒါ test alike သုံးရတဲ့ reagent တွေဖြစ်ပါတယ်ကျွန်တော်တို့ water analysis မှာဆိုရင်ဒါ cooling water test တွေရှိမယ် boiler water test တွေရှိမယ်ကျွန်တော်ပြီးတော့ cascade tank water test တွေဆိုပြီးရှိပါမယ်ဒီ LNG နဲ့ methanol သင်္ဘောတွေမှာဆိုရင်တော့ဒါ glycol water test ဆိုပြီးတော့ test ရှိပါသေးတယ်ဒါကတော့ဒါ gas engineer လုပ်ဆောင်ရပါတယ်အားလုံးပဲကျွန်တော်ရဲ့ Saturday routine video လေးကိုသဘောကျမယ်လို့ထင်ပါတယ်အဆုံးထိကြည့်ပြီးရတဲ့အတွက်လည်းအားလုံးကျေးဇူးအများကြီးတင်ပါတယ်